မင်္ဂလာဆောင်ခါနီးမှာကျွန်တော်မျိုးထဲမှာအိမ်ဝယ်ဖို့ပြင်ဆင်ထားတဲ့အိမ်စရံငွေရွံ3သိန်းလုံးကိုဒီတောင်ကုန်းပေါ်ကစိုက်ခင်းနဲ့အကုန်ပုံအော်ပြီးသုံးဆွဲလိုက်ပါတယ်။ဒါဟာကြုံတွေ့ရတော့မဲ့မိုးကောင်ရေရှားမှုတန်ကနေကာကွယ်ဖို့စိုက်ခင်းအတွက်ရေစုပ်ဆက်ယုံနဲ့ရေလောင်ကန်တွေဆောက်လုပ်ဖို့အတွက်ပါပဲ။ဒါပေမဲ့ကျွန်တော်ရဲ့သူတို့သမီးလောင်းကတော့ကျွန်တော်ကိုအယူတယောက်လို့သတ်မှတ်ပြီးစစ်ဆက်လက်စွပ်ကိုချွတ်ချကစိတ်ဆိုးမှန်ဆိုးနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ဘေးနားကအနှစ်ဆက်စိုက်ပျိုးရေးလုပ်လာတာဆိုတဲ့စိုက်ခင်းပိုင်ရှင်ကြီးကလည်းရွာသားတွေကိုဥဆောင်ပြီးကျွန်တော်ကိုလူဦးကြောင်ကြီးဆိုပြီးအားရပါရဝိုင်းလောင်ကြပါသေးတယ်။ဒါပေမဲ့ကျွန်တော်ဘာမှပြန်မငင်းခုန်ခဲ့ပါဘူး။ချက်ချင်းပဲဆောက်လုပ်ရေးဖွဲ့ကိုခေါ်လိုက်ပြီးစိုက်ခင်းသားကမြစ်ထဲမှာရေစုပ်ဆက်ယုံဆောက်တောင်ကုန်းတိုင်းထိပ်တန်းဆင့်ရေပိုက်လိုင်းတွေကိုတေးချာချာတွေ့တန်းလိုက်ပါတယ်။လာပေါင်းများစွာမိုးတဆက်မှမရွာပဲမိုးခေါင်လာတဲ့ခါကျမှကျွန်တော်ကိုလောင်ပြောင်ခဲ့ကြသူတွေဟာသူတို့ရဲ့စိုက်ခင်းကြီးတွေတခုမှမကြံချောက်ကပ်ပြက်စီးသွားတာကိုမျက်စိမှောက်ကြည့်နေခဲ့ကြရပါတယ်။ကျွန်တော်စိုက်ခင်းမှာတော့ရေတွေတဖြော့ဖြော့စီးဆင်းနေပြီးလိုင်းကြီးတီးတွေကိုပုံမှန်ထက်တစ်ဆက်စပိုများတဲ့တံမိုးကြီးစင်းနဲ့ရောင်းချနိုင်ခဲ့ပါတော့တယ်။ကြောင်ရွံဟာသူ့ရဲ့တက်ပလက်ကိုကြည့်နေစဉ်ဝန်တပောင်ကအနားကိုရှောက်လာပြီးလောင်ပြောင်တဲ့လေတံနဲ့ကြောင်ရွံမင်းဒီမှာဘာတွေလာပြီးဦးကြောင်ကြောင်လုံနေပြန်တာလဲဒီမြေကြီးတွေကနေရွှေတုံးတွေထွက်လာမယ်လို့ထင်နေတာလားလို့စတင်လောင်ပြောင်လိုက်ပါတယ်။ထိုခါမှကြောင်ရွံကဝန်တသေးမြေစီလွာရဲ့စိုးထိုင်းဆက်ကတိတိတာတာကျဆင်းနေပြီးလေတို့အပူချိန်ကလည်းစက်တိုက်မြင့်တက်နေတယ်။ဒါဟာကြုံတောင်းကြုံကဲမိုးကောင်ရေရှားမှုကြီးဖြစ်လာတော့မဲ့ရှေးဦးနိမိတ်ပဲလို့တေးချာချာရှင်းပြပါတယ်။ဒါကိုဝန်တပောင်ကအားရပါရအော်ဟစ်ရေမောကမိုးကောင်ပဲဟုတ်လားမင်းကောင်းကင်ကတိမ်တွေကိုပဲကြည့်လိုက်စမ်းပါမင်းရဲ့ညံပြင်းတဲ့ကွန်ပျူတာကနေတိုင်းလျှောက်ပြောနေတာဒါမျိုးကလူတွေကိုဒုက္ခပေးတာပဲငါပဲရိုက်ခွဲပေးလိုက်မယ်ဆိုပြီးကြောင်ရွံရဲ့တက်ပလက်ကိုလူယူကရိုက်ခွဲဖို့လုပ်ပါတော့တယ်ဦးလေးချန်ကဝင်သားပြီးဝန်တပောင်မင်းပါလောက်တာလဲကြောင်ရွံရဲ့ကွန်ပျူတာကိုအခုချက်ချင်းချလိုက်စမ်းလို့အော်ဟစ်တာစီးပါတယ်ကြောင်ရွံကဝန်တပောင်ရဲ့လက်ကဝတ်ကိုချက်ချင်းဖမ်းကင်ပြီးဦးလေးချန်မစိုးရိမ်ပါနဲ့သူမလုပ်ရဲပါဘူးလို့ပြောကဝန်တပောင်ကိုမြေပြင်ပေါ်လဲကျသွားအောင်တွန်းထုတ်လိုက်ပါတယ်ကြောင်ရွံကဆက်ပြီးဝန်တပောင်မင်းရန်လုပ်ချင်ရင်မင်းရဲ့ဆက်ခင်းထဲသွားလို့ဒီထဲမှာတစ်နှစ်စာမိုးလေဝသအချက်လက်တွေရှိတယ်ပျက်စီးသွားရင်မင်းညော်နိုင်မှာမဟုတ်ဘူးလို့ပြက်သားသတိပေးလိုက်ပါတယ်ဝန်တပောင်လည်းမြေကြီးပေါ်ကနေနာကျင်စွာတထိုင်ရင်မင်းကကိုလက်ပါရဲတယ်ပေါ့လေငါဆက်ပြိုးရေးလုပ်လာတာအနှစ်ဆက်ရှိပြီရာဒီဥရုကိုတစ်ချက်ကြည့်ုံနဲ့တည်တယ်မင်းဒီဆက်ပစ္စည်းဆုံးနဲ့ပဲထိုင်ဆောင်ပြီးတေးလိုက်တော့လို့ကျိန်ဆဲပြီးထွက်သွားပါတော့တယ်ထိုစဉ်ကြောင်ရွံရဲ့ဖုံးမိလာပါတယ်ဖုံးခေါ်ဆိုသူကတော့သူတို့သမီးလောင်းချမ်းဖြစ်ပြီးဟဲလိုကြောင်ရွံငါခုအိမ်ရောင်းပြခန်းကိုရောက်နေပြီဒီအိမ်ကအရန်ဝယ်လိုက်နေတာမင်းမျိုးထဲမှာအိမ်ဝယ်ဖို့စုထားတဲ့အိမ်စရံငွေရွံ3သိန်းကိုငါကက်ထဲအခုချက်ချင်းလွှဲပေးတော့ဒီနေ့ပဲစရံငွေဖြတ်လိုက်မယ်လို့လောဆော်ပါတယ်ကြောင်ရွံကတက်ပြင်းချပြီးချမ်းအိမ်ဝယ်မဲ့ကိစ္စကိုခဏလောက်ဆိုင်းငံ့ထားလို့မရဘူးလားလို့တောင်းပန်ပါတယ်ချမ်းကဒေါသတကြီးနဲ့ဆိုင်းငံ့ရမယ်ဟုတ်လားကြောင်ရွံမင်းပါတော့တို့တွေလာမဲ့လာမှာလက်ထက်စာချုပ်တော့မှာလေအိမ်မဝယ်ရင်တို့တွေဘယ်မှာနေကြမလဲလို့အော်ဟစ်ပါတယ်ကြောင်ရွံကစိုက်ခင်းကဒုက္ခရောက်တော့မယ်မိုးလေဝသအချက်လက်တွေရနောက်ထပ်နှစ်လကအပြင်းထန်မိုးခေါင်တော့မှာငါဒီပိုက်ဆံကိုတုံးပြီးရေပိုက်လိုင်းတွေနဲ့ရေစုပ်ဆက်ယုံဆောက်ရမယ်မဟုတ်ရင်ငါရဲ့လိုင်းကြီးစိုက်ခင်းကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်လို့ရှင်းပြပါတယ်ချမ်းကလောင်ရည်ပြီးရှင်ယူနေတာလားမိုးလေဝသသတင်းမှာမကြခင်မိုးရွာတော့မယ်လို့ပြောထားတာပဲမင်းကအိမ်စရံငွေရွံ3သိန်းလုံးကိုပလတ်စတစ်ပိုက်တွေဝယ်ဖို့သုံးမလို့လားလို့မေးတဲ့အခါကြောင်ရွံကချမ်းငါ့ကိုဒီတစ်ချိန်ပဲယုံကြည်ပေးပါဒီမိုးကောင်မှုကိုသာကြော်ဖြတ်နိုင်ရင်တို့ရဲ့လိုင်းကြီးတီးတွေကပုံမှန်ထက်ဆဲစစေးပိုရလိမ့်မယ်အိမ်စရံငွေတင်မကဘူးအိမ်တစ်လုံးလုံးကိုလက်ငင်းပိုက်ဆံနဲ့ပါဝယ်နိုင်လိမ့်မယ်လို့ပြောပါတယ်ဒါပေမဲ့ချမ်းကပြက်သားပဲကြောင်ရွံတို့ကိုလာပြီးပုံပြင်မပြောနဲ့ဒီနေ့သာပိုက်ဆံလွှဲမပေးရင်ဒီမင်္ဂလာပွဲကိုဖျက်လိုက်တော့လို့ပြောပြီးဖုံးချသွားပါတော့တယ်ကြောင်ရွံဟာစိတ်ပိုင်းဖြတ်လိုက်ပြီးဦးလေးချန်မျိုးတဲကစိုက်ပျိုးရေးအင်ဂျင်နီယာအဖွဲ့ကိုချက်ချင်းဆက်သွယ်လိုက်ပါသူတို့ကိုမြေတူးဆက်တွေနဲ့ရေစုပ်ဆက်ပစ္စည်းတွေပါတပါးတည်းယူပြီးစိုက်ခင်းနဲ့အခုချက်ချင်းဝင်ခိုင်းလိုက်တော့လို့အမိန့်ပေးပါတယ်ဦးလေးချန်ကကြောင်ရွံရဲ့လက်ကိုကင်ပြီးကြောင်ရွံဒါကမင်းမယူမဲ့ပိုက်ဆံတွေလေဗျမင်းတကယ်ပဲဒီစိုက်ခင်းနဲ့အကုန်ပုံအော်တော့မလို့လားလို့စိတ်ပူစွာမေးရှာပါတယ်ကြောင်ရွံကလက်ထွက်ရင်မိမထွက်ပြေးသွားရင်ပြန်လိုက်လို့ရသေးတယ်ဦးလေးဒါပေမဲ့စိုက်ခင်းသာပျက်စီးသွားရင်တော့ကျွန်တော်ရဲ့သွေးနဲ့ချွေးတွေအားလုံးအလဟဟာဖြစ်သွားလိမ့်မယ်ကျွန်တော်ပြောတဲ့အတိုင်းပဲလုပ်လိုက်ပါလို့တင်းငင်ပြတ်သားစွာပြောဆိုလိုက်ပါတော့တယ်အဲ့ဒီနောက်ကြောင်ရွံဟာဗန်မန်နေဂျာလူရဲ့ရုံးခန်းထဲကိုဝင်လာတဲ့အခါမန်နေဂျာလူကစာရွက်စာတမ်းတွေကိုကြည့်ပြီးကြောင်ရွံမင်းတင်ပြတဲ့ရာသီဥတုဘေးအနေနဲ့ခံမှန်းချက်အစီရင်ခံစာကတကယ်ကိုစနစ်ကျပြီးကျွမ်းကျင်မှုရှိလာပါတယ်လို့ချီးကျူးပါတယ်ကြောင်ရွံကမန်နေဂျာလူအချိန်ကတိတ်မရှိတော့ဘူးပြီဤက30ကျော်ရှိတဲ့စိုက်ခင်းအတွက်စံချိန်မီရေဆက်ချစနစ်တွေရေစုပ်ဆက်ယုံ3ခုနဲ့တောင်ကုန်းပေါ်ကရေလောင်ကန်တွေဆောက်ဖို့အတွက်ကျွန်တော်တိုးမဲ့စိုက်ပျိုးရေးချင်းငွေလျှောက်ထားခြင်းပါတယ်လို့ဆိုပါတယ်မန်နေဂျာလူကကြောင်ရွံဒါကနေတဲ့ပမာဏမှမဟုတ်တာလို့ပြောတဲ့အခါကြောင်ရွံကသူ့ရဲ့ဘဏ်ကတ်ကိုစားပွဲပေါ်တင်လိုက်ပြီးဒီကတ်ထဲမှာကျွန်တော်ရဲ့ကိုပိုင်စုဆောင်းငွေရွံ3သိန်းရှိပါတယ်ဒါကိုစိုက်ခင်းခြေကန်အဆောက်အုံဆောက်ဖို့ကနဦးရန်ပုံငွေဖြစ်သုံးပါပါဒါဟာကျွန်တော်ရဲ့စိတ်ပိုင်းဖြတ်မှုဖြစ်တယ်လို့အာမခံချက်လည်းဖြစ်ပါတယ်လို့ပြတ်သားစွာပြောပါတယ်မန်နေဂျာလူကစိုးရိမ်စွာနဲ့တကယ်လို့နောက်ရက်ပိုင်းမှာမိုးရွာလာရင်မင်းရဲ့ဒီရွံသိန်းချီတဲ့ပိုက်ဆံတွေအလားဟာဖြစ်ကုန်မှာပေါ့လို့ထောက်ပြပါတယ်ကြောင်ရွံကထိုင်နေရာကနေထားရက်ပြီးကျွန်တော်စိုက်ပျိုးရေးပညာကို4နှစ်ပတ်လုံးသင်ယူခဲ့တာပါဒီမြေကြီးပေါ်မှာရုံးကန်လာတာလည်း3နှစ်ရှိပြီကျွန်တော်ချက်လက်တွေကိုယုံကြည်တယ်သိပ္ပံပညာကိုပိုယုံကြည်တယ်တသက်မှာတစ်ခါကြုံခဲ့တဲ့မိုးကောင်မှုကြီးရောက်လာရင်တစ်ခိုင်လုံးကစိုက်ခင်းတွေပျက်စီးကုန်လိမ့်မယ်ကျွန်တော်ရဲ့ရေပိုက်လိုင်းတွေတွေ့တန်းပြီးမြည်ရေကိုသာစုပ်တင်နိုင်ရင်ဒီမျိုးမှာကျွန်တော်စိုက်ခင်းတစ်ခုပဲအတီးနှံထွက်နိုင်လိမ့်မယ်လို့ယုံကြည်ချက်ပြည့်နဲ့ရှင်းပြပါတယ်မန်နေဂျာလူကစားပွဲကိုပုတ်ပြီးကောင်းပြီးတတိရှိပေတယ်မင်းရဲ့ချင်းငွေကိုအထူးစားပေးစနဲ့ချက်ချင်းအတီးပြုတ်ပေးမယ်ဒီနေ့မိုးလွယ်ပိုင်းပဲပိုက်ဆံထုတ်ပေးမယ်လို့သဘောတူလိုက်ပါတယ်ကြောင်ရွံကကျေးဇူးတင်ပါတယ်မန်နေဂျာလူလို့ပြောပြီးထွက်လာခဲ့ပါတယ်ကြောင်ရွံဟာဘန်စကြလန်တိုင်းလျှောက်ရင်အင်ဂျင်နီယာကျုပ်ထံဖုန်းဆက်ပြီးအင်ဂျင်နီယာလီချင်းငွေရပြီဗျရွံ9သိန်းလုံးကိုခင်များတို့ကုမ္ပဏီကောက်နဲ့လွှဲပေးလိုက်ပြီးမိနစ်30အတွင်းခင်များတို့ရဲ့မြေတူးဆက်အဖွဲ့ကိုမြကမ်းဘေးကိုအရောက်လွှတ်ပေးပါလို့အမြဲညွှန်ကြားလိုက်ပါတယ်မြကမ်းဘေးမှာဆောက်လုပ်ရေးလုပ်ငန်းတွေအရှိန်ဟုန်နဲ့လုပ်ကိုင်နေစဉ်ကြောင်ရွံကနံပါတ်1နဲ့နံပါတ်2ဆက်တွေအရှိတ်ချမ်းတိုင်းလမ်းခင်းပါတမီတာနဲ့ရှိတဲ့အဓိကရေပေးဝေရေးပိုက်လိုင်းကြီးကိုချက်ချင်းတူးလိုက်စမ်းပါနံပါတ်3ဆက်ကတော့တောင်ကုန်းပေါ်
တက်ပြီးမြေကန်လွာကိုပြင်ဆင်ပါလို့အော်ဟစ်အမိန့်ပေးပါတယ်။ဆောက်လုပ်ရေးတာဝန်ခံကရှောက်လာပြီးကြောင်ရွံတမီတာနဲ့ကြီးတူးရမယ်ဟုတ်လား။ဒါကခိုင်ထဲမှာစံချိန်မြင့်ဆုံးစိုက်ခင်းရည်တွင်းစနစ်ပဲ။ပြည်နယ်အဆင့်နေပညာမြင့်စိုက်ခင်းတွေတောင်ဒီလောက်ထိနက်နက်မတူဘူးဗျ။ပိုက်တွေကိုဒီလောက်နဲ့ကြီးမြုပ်ပြီးအထူးစားစတီးပိုက်တွေတုံးရရင်ကုန်ကြစရိတ်ကအရမ်းများလိမ့်မယ်လို့တတိပေးတဲ့အခါကြောင်ရွံကစံချိန်မြင့်ဆုံးတိုင်းပဲတူးလိုက်ပါလို့ပြတ်သားစွာပြောပါတယ်။ဘေးကဦးလေးချန်ကလည်းအကုသိုလ်တွေပါပဲဗျ။ကောင်းမွန်တဲ့မြေကွက်ကြီးကိုရှုပ်ပွက်နေအောင်တူးဆွပစ်လိုက်ပြီးရွံသိန်းချီတဲ့ပိုက်ဆံတွေဒီလိုပဲရဲရဲမျောကုန်တော့မှာပဲလို့စိတ်ပြက်လက်ပြက်ရေရွတ်ပါတယ်။ထိုးစင်ချမ်းဟာကားတစ်စီးနဲ့ဆောက်လုပ်ရေးကွင်းထဲကိုရုတ်တရက်ရောက်ရှိလာပြီးကားပေါ်ကဆင်းကတော်ဆန်းအခုချက်ချင်းရက်လိုက်ကြဆန်းကြောင်ရွံ